မိုးရာသီမှာမိုးရေဆိုခြင်းနဲ့ဆိုထိုင်းမှုကြောင့်စံကေတာပစ္စည်းတာသပင်ကျွတ်တာကိုကာကွယ်ဖို့အတွက်ကျန်းမာရေးပညာရှင်များရဲ့ထိရောက်တဲ့အကြံပြုချက်၈ချက်ကိုမျှဝေပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါရှင်။ TRT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုးရေဆိုပါကချက်ချင်းတုပ်ပါဒါမှမဟုတ်ချက်ချင်းကောင်းလျှော်ပါမိုးရေမှာဖုံမုန်းနဲ့အက်ဆစ်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်ဥယျာဉ်ပြားရရနာသပင်ကျိုးပြတ်တာတွေဖြစ်စေနိုင်ပါတယ်။မင်းမိရဆိုရင်သပင်ကိုချက်ချင်းချအောင်တုပ်ပါဒါမှမဟုတ်ခေါင်းပြန်လျှော်ပါသပင်ဆိုနေစဉ်ပြီးဖီးတာတင်းကျပ်စွာစီးနှောင်ထားတာတွေကိုရှောင်ပါဒါတွေကဆန်သားကိုပြတ်တောက်စေနိုင်ပါတယ်။တစ်ပတ်ကို2ကြိမ်ဒါမှမဟုတ်3ကြိမ်ခေါင်းလျှော်ရပါမယ်။အစီပြန်နေရင်နေ့စဉ်ခေါင်းလျှော်လို့ရတော့လေအပျော်စားခေါင်းလျှော်ရည်ကိုပဲသုံးပါခေါင်းလျှော်ပြီးတိုင်းကွန်ဒီရှနာကိုသုံးပါဒါဟာဆန်သားခြောက်သွေးမှုကိုကာကွယ်နိုင်ပါတယ်တဘာဝအစီတွေဖြစ်တဲ့အုံးစီတွေတန်လွင်စီတွေကိုတစ်ပတ်တစ်ကြိမ်လိမ့်ပေးပါဆန်သားကိုအစိုးထပ်ပေးပြီးတော့သပင်ကျွတ်လွယ်တာကိုရှော့ချပေးနိုင်ပါတယ်တန်လွင်စီနဲ့ရှားဆောင်လက်ပတ်ကိုရောဆက်ပြီးတော့ဥယျာဉ်ပြားနဲ့ဆန်သားအဖျားအထိလိမ့်ပြီးတော့မိနစ်20ကြာအောင်ပေါင်းတင်ပေးပါပြီးရင်တော့ရေအေးနဲ့ဆေးပါပူစီနံရွက်ကြိတ်ရီကိုညှစ်ပြီးတော့ရေနဲ့ရောပြီးတော့သပင်မှာမိနစ်20လောက်ပေါင်းတင်ပေးပါဒါဟာဥယျာဉ်ပြားရရမှုကိုသက်သာစေပါတယ်ဆန်သား6သွေးမှုကိုကာကွယ်ဖို့အတွက်တစ်နေ့ကိုရေ2လီတာကနေ3လီတာလောက်အထိတောက်ပေးပါတန်ဓာတ်ပရိုတင်းဓာတ်နဲ့အိုမီဂါ3တွေကျွဲဝတဲ့အစာအစာတွေဖြစ်တဲ့ငါးကြက်ဥဟင်းနုနွယ်ဒါတွေစားပါဗိုက်တာမင် B12 နဲ့ဇင်းဓာတ်ပါတဲ့အစာအစာတွေဖြစ်တဲ့နိုးနဲ့နိုးတဲ့ပစ္စည်းအသားပင်လယ်စာဥအမျိုးမျိုးဒါတွေကသပင်အမြင့်တန်ဆွမ်းဖို့အတွက်အထောက်အကူပြုပါတယ်သပင်ကိုကျစ်ဆက်ပြီးကျစ်တာတင်စီးတာဒီလိုအလေးထားတွေကိုရှောင်ရပါမယ်ဒါတွေဟာစိုးထိုင်းမှုကြောင့်ဆန်သားပျက်စီးလွယ်ပါတယ်အဲ့ဒီအစားသပင်ကိုဖွားထုံးတာဒါမှမဟုတ်ဖွားလေးနဲ့မြင့်စီးတာဒါမျိုးတွေကိုရွေးချယ်သင့်ပါတယ်ခေါင်းပြီးတဲ့အခါမှာလည်းအသွားကျဲတဲ့ဘီးကိုအသုံးပြုသင့်ပါတယ်အသွားစိတ်တဲ့ဘီးနဲ့ဖိမယ်ဆိုရင်ဆန်သားတွေကျိုးပြတ်လွယ်စေပါတယ်ဓာတုပစ္စည်းတွေပါတဲ့ဂျယ်တွေဖျောင်းတွေသုံးတာကိုလည်းလျှော့သင့်ပါတယ်စိုးထိုင်းမှုနဲ့ဓာတ်ပြုပြီးတော့သပင်ကိုပိုကျွတ်စေနိုင်ပါတယ်အပြင်ထွက်မယ်ဆိုရင်ထီးတွေအိုးထုတ်တွေစတဲ့အကာအကွယ်ပစ္စည်းတွေကိုသုံးပါမမိတယ်ဆိုရင်အိမ်ပြန်ရောက်တာနဲ့သပင်ကိုချက်ချင်းချောက်အောင်လုပ်ပါခေါင်းလျှော်ပြီးတဲ့အချိန်မှာသပင်အခြောက်ခံဆက် dryer သုံးတာဟာဆန်သားကိုပုံမိုခြောက်သွေးစေပါတယ်။ကော်ဖီလက်ဖက်ရည်တွေအလွန်ကြောတောက်တာဟာဥယျာဉ်ပြားကိုရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။တန်ရှင်းမှုမရှိတဲ့အစားအစာတွေလမ်းဘေးအစားအစာတွေကအာဟာရချို့တဲ့စေပြီးတော့သပင်ကျွတ်စေနိုင်ပါတယ်။ဒါအပြင်အပူအဆက်များတဲ့အစားအစာတွေကလည်းသပင်ကျွတ်စေနိုင်ပါတယ်။သပင်အလွန်အကျွံကျွတ်တယ်ဆိုရင်ဥယျာဉ်ပြားမှုဆွဲတာဒါမှမဟုတ်အာဟာရချို့တဲ့တာတွေဖြစ်နိုင်တဲ့အတွက်အယျာဉ်ပြားဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ယခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကိုပုံမှန်လှုပ်ဆောင်ခြင်းဖြင့်မိုးရာသီမှာဆန်သားပျက်စီးမှုနဲ့သပင်ကျွတ်တာတွေကိုထိရောက်စွာကာကွယ်နိုင်ပါတယ်။ဆန်သားထိန်းသိမ်းရာမှာစင်ဆက်မပြတ်ဂရုစိုက်မှုနဲ့သဘာဝပစ္စည်းတွေကိုအသုံးပြုတာကအဓိကသောချက်ဖြစ်ပါတယ်။သင်စံကေတာတွေလှပတယ်ဆိုတာသင်ရဲ့ဂရုစိုက်မှုပေါ်မှာအများကြီးမူတည်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်အားလုံးပဲစံကေတာကျန်းမာလှပမှုကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်